Hello 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 ဒီနေ့တော့ဘယ်သွားရလဲဆိုတော့ကျမတို့ကတန်လင်းဟိုဘက်ကန်ကလွမ်းသူလေးရှိတဲ့ဌာနကိုတော့မဟုတ်ဘူးပြီးလက်ခတ်ဖျားကြောင်ကိုသွားမလို့ဒီနေ့အလုပ်ပိတ်တယ်ဆိုတော့ရှောက်သွားမယ်ရှောက်စားမယ်ဒါကတော့ပြီးလက်ခတ်ဖျားကြောင်ကိုကားတွေမောင်းပြီးတော့ဟိုကွေ့ဒီကွေ့နဲ့ရောက်သွားခြင်းပဲဖြစ်ပါတယ်ပိတ်ရဆိုတော့လူတွေကဘယ်လောက်များလဲဆိုတော့ကားတွေကိုလာကြည့်လိုက်တော့တစီးပြီးတစီးကားကလည်းလိတ်ကလေးလိုသွားနေရတယ်တစီးနဲ့တစီးရလေတော်တော်လေးကိုရှောင်ယူရတယ်လမ်းကလည်းနည်းနည်းချင်းနေပေါ့နော်ဒါဖျားတဲ့ကိုသွားတဲ့လမ်းဈေးဆိုင်လေးတွေလည်းအများကြီးပဲရှိနေပါပြီအရင်ကတော့ဘာဈေးတဲ့မှမရှိဘူးလို့ပြောတယ်အခုကတော့ဈေးတဲ့တွေတော်တော်လေးပေါ်နေပါသည်အများပေါ်ဆုံးကတော့ထန်းသီးတွေပဲဈေးလေးတန်ပါတယ်ပြီးတော့နောက်တစ်ခုပေါ်သေးတယ်ပပလာကျော်ဟိနူဖျားเจ้าဆိုတော့ပပလာကျော်တွေလည်းအများကြီးရပါတယ်ဈေးလေးတန်ပါတယ်ထန်းသီးတို့ထန်းရည်တို့အဲ့ဒါတွေကတော့အကြိုက်ပဲဖျားเจ้าမျိုးရောက်တဲ့အချိန်မှာဆိုလို့ရှိရင်နေရလည်းပူချစ်တောက်နေတဲ့အချိန်ဆိုတော့နည်းနည်းလေး6လောက်တော့ပူတာပေါ့နော်ရှေ့မှာဓာတ်ပုံတွေအများကြီးရိုက်မယ်လို့တွေးထားတာဒါပေမဲ့နေပူနေတဲ့အတွက်ကြောင့်မလို့6လောက်ပူလို့ဆိုပြီးတော့ကိုရီးယားတော့အရင်မရိုက်ခင်နိုင်ပါဘူးဒါကတော့ကိုရောက်တဲ့အချိန်နဲ့အမတယောက်ကအုံခွဲတာနဲ့တိုးလို့ပေါ့နော်ကြည့်ကျင်လို့ဆိုပြီးတော့ကြည်လာခဲ့တယ်ဒါဆရာထင်တယ်ဆရာလုပ်ပေးရဖြစ်လိမ့်မယ်အဋိဌာန်ဝင်တဲ့လူတို့ပါလို့ဆိုလို့ရှိရင်တော်တော်များများလာကြတယ်ဒီဖះเจ้าကိုလေဗုဒ္ဓဘာသာတွေလည်းအများကြီးပဲမြန်မာတွေလည်းအများကြီးပဲတချို့တခြားဘာသာဝင်တွေတောင်လာကြတယ်ထင်တယ်မြန်မာတွေကတော့အတီးအတိုင်းပဲလာကြတယ်ဒီဦးလေးလောက်တာကိုတခြားကြည့်ညာဒါအုံခွဲတာပေါ့နော်ကလေးကမသိဘူးသွားကောက်မလို့လုပ်နေတာထင်တယ်ဖះเจ้าထဲမှာတခုထူးဆန်းတာတခုကဘာလဲဆိုလို့ရှိရင်ဖះเจ้าမှာအလူကဘုံတွေရလို့နာမည်ရမတွေ့ရအောင်အဲ့ဒါတော့တော်တော်လေးသဘောကျတယ်ပြီးရင်ဖះမှာလေပဲဟင်းနဲ့အကျော်လေးလားမသိအဲ့လိုမျိုးတွေနော်အိုးတွေနဲ့အများကြီးပဲကျွေးတာကိုရီရောက်တဲ့အချိန်ဆိုလို့ရှိရင်နေကင်းတနားရီခွဲလောက်ရှိမယ်ထင်တယ်အဲ့ဒါကိုတော့မှပဲအိုးတွေအများကြီးနဲ့ရှိနေတော့မယ်နော်ဒါကတော့အလူရှင်တွေရဲ့စိုင်းပုတ်လေးတွေရေးထားပေးတာပေါ့နော်အလူရှင်တွေလည်းမပြတ်ဘူးထင်တယ်ဖះမှာအရန်ဖះလို့ပြောမိတယ်ဘယ်လိုပြောမလဲဟိန္ဒူဖះပေါ့နော်ဟိန္ဒူဖះတော်တော်လေးတော့တကူကြီးတယ်ဗုဒ္ဓဘာသာဝင်တွေအများကြီးပဲအုံခွဲတဲ့လူတွေဆိုလည်းအများကြီးပဲပွဲပေးတဲ့လူတွေဆိုလည်းအများကြီးပဲအဲ့မှာပွဲပေးပြီးသွားလို့ရှိရင်ကိုရီးယားလေအဲ့ဒီပွဲမှာရှိတဲ့အုံပွဲတွေငပြောပွဲတွေကတ်ပြီးသွားလို့ရှိရင်ကိုရီးပြန်လာပြီးတော့စွန့်ပြီးတော့စားလို့ရတယ်အဲ့ဒါကျမကြီးကောင်းတယ်လို့ပြောတယ်ဒီခေါင်းလောင်းလေးတွေကိုတယောက်ချင်းစီတီးသွားတာပါကိုကတော့အရင်မမီလို့ဟိုအဆုံးထိမတီးနိုင်လို့ဆိုပြီးမတီးတော့ပါဘူးဒီအရှိမလဲဆူတောင်းတာတွေလုပ်ကြတယ်ကိုရီးကတော့မလုပ်ခဲ့ပါဘူးသမင်းစားတဲ့ရှီကိုလည်းရောက်ခဲ့သေးတယ်ဒီအစာဦးမဟုတ်ဘူးဒီဘက်ကအစာဦးဆိုလို့ရှိရင်ဒါကတော့ဝင်ပေါက်ပေါ့နော်ဒီအစာဦးဆိုလို့ရှိရင်ဒါထမင်းစားတဲ့အစာကိုရီးယားကြောက်တန်းကိုလည်းသွားသေးတာဆိုတော့ကြောက်တန်းမှာထမင်းစားလာခဲ့တာဆိုတော့ဒီဘုရားကိုရောက်တဲ့အချိန်မှာထမင်းမစားဖြစ်တော့ဒါကတော့တန်လင်းတရားပေါ်မှာပြန်လာပါပြီဒါပါပဲရှင်တတ